ရောတကူလုံးအထီတီကိုလုံးဝကိုနှွေးထွေးသွားဒီနေ့ကတော့ရိုးရှင်းမိလွယ်ကူပေမဲ့အမျိုးသားတွေမလုံနိုင်တဲ့အတွက်ကြောင့်အဲ့ရထဲမှာအမျိုးသမီးတွေလည်းစိတ်ပြေရပြီးတော့အမျိုးသားတွေလည်းသူတို့ကိုယ်သူတို့အားမရအောင်ဆိုပြီးတော့ချက်ပေါက်မှာလာပြီးတော့ပြပြထားတဲ့မိကုံတွေအများရတဲ့ကိုဒီ content လေးကိုပြင်ဆင်လိုက်ရခြင်းဖြစ်ပါတယ်။ဒီအများစုကသူတို့စိတ်မပိုင်းတော့မှပဲကိုချစ်တဲ့သူမို့လို့မပြောရက်တာလို့ဒါမှမဟုတ်ရှက်တာပဲဖြစ်ဖြစ်ဒီကိစ္စမြန်ပြီးတော့လည်းပြီးတော့အေးရောဆိုပြီးတော့မပြောကြတာများပြီမယ်လို့စိတ်ထဲမှာတော့ကိုကလည်းအကောင်းဆုံးပဲလုပ်ပြီးသလိုကိုယ်တိုင်လည်းအကောင်းဆုံးပဲပြန်ပြီးတော့ခံစားချင်ကြပါတယ်။အဲ့လူကအတုံးမကြောက်ဆိုလို့ရှိရင်တော့နောက်ထပ်လည်းထပ်ပြီးတော့တောင်းဆိုမှလည်းမဟုတ်တော့သူတို့ဟိုမှာအမျိုးသားကငါလုပ်ပေးမယ်လေလို့ပြောရင်တော့မှပဲရတယ်ကိုအားနာလို့ရတယ်တဲ့ဒါတွေမလိုပါဘူးကိစ္စမရှိဘူးဖုံးနေလိမ့်မယ်အားနာလို့ရတယ်ဘာမှမဖြစ်ဘူးအမှန်တော့လုပ်ရင်လည်းပြည့်ပြည့်မြောက်မလုပ်တဲ့အတွက်ကိုသူတို့တွေကစိတ်တူရတာပဲဖတ်တဲ့အတွက်လုပ်နေရဆိုပြီးတော့အဲ့လိုသုံးမျိုးပြောကြတာများပါတယ်ဒီဗီဒီယိုကြည့်နေအမျိုးသားတို့လည်းစဉ်းစားကြည့်လိုက်ပါမင်းကလေးချင်းတူအောင်မှကိုယ်စိတ်ခံစားကြအကောင်းဆုံးနေပြီးရဲ့အမျိုးသမီးဆိုပြီးတော့တယောက်တော့ရှိတတ်ကြရမလားအဲ့လိုအမျိုးသမီးကိုဘယ်တော့မှလုံးဝမေ့သွားရင်တော့ခန္ဓာကိုယ်ကလုံးဝမေ့လို့မရအောင်မလားအဲ့လိုပဲအမျိုးသမီးတွေကလည်းဒီမှာကိုချစ်တဲ့သူနဲ့ကအဆင်ပြေနေကိုသူ့ချစ်တဲ့အတွက်ရရလက်ခံပေးနိုင်ပေမဲ့လို့ကိုသူတို့ရဲ့ခန္ဓာကိုယ်ကအဲ့လိုလုပ်ပေးထားတဲ့သူကိုလုံးဝကိုမေ့လို့မရပါဘူးဆိုကိုရေးကိုယ်ကအရာပြောရမယ်ဆိုလို့ရှိရင်ဒီလိုသူ့မေ့သွားရင်တော့ပဲခန္ဓာကိုယ်ကမှတ်မိနေသေးတယ်လို့ပြောလို့ရပါတယ်အဲ့တော့မျိုးသမီးရဲ့စိတ်ကိုနှိုးဆက်ပေးနိုင်ဖို့အတွက်ကိုဒီ clitoris ကိုလှုံ့ဆော်ခြင်းနဲ့ပတ်သက်ပြီးတော့များပြားလာတဲ့နည်းလမ်းတွေအများကြီးပဲရှိပေမဲ့လို့ဆိုတော့ဒီမွေးများတဲ့ဆိုပြီးတော့ဝေခမရဖြစ်နေဖြစ်တဲ့အတွက်ကြောင့်အခုကတော့ဒီအယိုးရှင်းဆုံးနည်းလမ်းမျိုးသမီးတွေရဲ့လိပ်ပိုင်းဆိုင်ရာကိုနှိုးဆက်ပေးနိုင်မယ်နည်းလမ်းကိုဝေမျှပေးဖို့အတွက်ကိုပြင်ဆင်လာပါတယ်ပြောရမယ်ဆိုလို့ရှိရင်ဒီရမတ်သွေးကြွစေတဲ့အစိတ်အပိုင်းရဲ့90%ကအုံနောက်ကနေလာတာဖြစ်ပါတယ်အဲ့တော့အုံနောက်ကိုလှုံ့ဆော်ပေးရမှာဖြစ်ပြီးတော့အဲ့ဒီအုံနောက်ကိုလှုံ့ဆော်ပေးဖို့အတွက်ကိုဆိုလို့ရှိရင်လေဒီကောင်းမွန်တဲ့ချစ်ချူစကားပြောတာပဲဖြစ်ဖြစ်ချစ်တယ်လို့ဘာလို့ဖြစ်ဖြစ်ပြောပြီးတော့ဒီပွေဖက်နှမ်းရှုပ်မှုလုံးမှသာလည်းအုံနောက်မှာရှိတဲ့ပါရာဇမိုတက်တဲ့အာယုံကြောကိုနှိုးဆော်ပေးရရောက်ပြီးတော့အမျိုးသမီးရဲ့စိတ်တကားပေါက်ကလည်းအဲ့ချိန်မှာပွင့်လာပြီးတော့မိမကိုကနေပြီးတော့ချစ်ရည်တွေထွက်လာဖို့အတွက်ကိုပြင်ဆင်ပေးရဖြစ်ပါတယ်အဲ့နောက်မှာတော့အရန်ကိုအရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ clitoris ကိုလှုံ့ဆော်ပေးရမှာပဲဖြစ်ပါတယ်သမီးတွေရဲ့အကြိုက်ဆုံးလှုပ်ဆောင်မှုကရှာနဲ့လှုပ်ဆောင်ပေးရလို့ပြောလို့ရပါတယ်။ညမှာတော်တော်များများသိရလို့ထင်ရပေမဲ့လို့လွတ်နေတဲ့အစိတ်အပိုင်းလေးတစ်ခုကိုပြပြပါမယ်။အဲ့ဒါကလည်းအမျိုးသားတွေမဟုတ်ဘဲနဲ့အမျိုးသမီးတွေရောအများကြီးပဲအသုံးချလို့ရတဲ့အတွက်ကိုကျင်းသေးပါသိထားတဲ့အရာလို့ပြောလို့ရပါတယ်။ဟုတ်တယ်။ဒါပေမဲ့နှွေးထွေးတဲ့ရှာဟုတ်မယ်ဆိုလို့ရှိရင်ပထမဆုံးနေရန်ပြိုးတဲ့အခါမှာကိုယ့်ရဲ့ဘယ်အစိတ်ပိုင်းပဲဖြစ်ဖြစ်ကိုနမ်းလျှော့ရတယ်မဟုတ်လားဒါပေမဲ့အဲ့အချိန်မှာရှာခဲ့အသွားလာအနေထားအရင်ကိုရည်ကြည့်ရလို့ပြောချင်ပါတယ်။ရောတော့ဘုံလို့ကြည့်လိုက်ပါ။ရှာထိသွားတဲ့အစိတ်ပိုင်းလေးကနှွေးခင်းလေးနဲ့စိတ်ထဲမှာနှွေးထွေးသွားလို့ခံစားရတယ်မလား။ဒါပေမဲ့ပါးစပ်ကဟထားတာဖြစ်တဲ့အတွက်ကိုဒီရှာရဲ့ပူရဲ့အစိတ်ရဲ့ပိုင်းလောက်ကိုပဲခံစားရတယ်နော်။ဒါပေမဲ့ပါးစပ်ကိုအဲ့လိုလုပ်ကြည့်လိုက်ပါးစပ်ကိုပိတ်ပြီးတော့ဒီအာငွေ့ကိုပါရိုက်လိုက်တယ်ဆိုလို့ရှိရင်ဒီရှာရဲ့အပူချိန်တွေမဟုတ်ပဲဒီအာငွေ့ရဲ့အပူချိန်ပါထပ်စားတဲ့အဲ့လူရဲ့စိတ်နှလုံးသားအထဲထဲရောတကူလုံးအထီတီကိုလုံးဝကိုနှွေးထွေးသွားဖို့ခံစားရမှာအမှန်ပါကတော့မတူဘူးဆိုတဲ့အကြောင်းအရာတွေကအဲ့ဒါကြီးလည်းအများကြီးပဲသက်ဆိုင်ပါတယ်ဒီစနစ်ရှင်တူရင်တော့မှပဲအနေထားချင်းကွာတာလို့ကြည့်တဲ့အတွက်ပါဒါပေမဲ့နောက်တစ်ခုကအဲ့ဒါဘယ်အစိပ်ပိုင်းပဲဖြစ်ဖြစ်အကုန်လုံးကိုအဲ့လိုအသုံးချမယ်ဆိုလို့ရှိရင်တစ်ဖက်လိုကတော့တက်လိုက်တော့မှာပါဒါအဲ့နောက်မှာတော့ဒီလက်ချောင်းနဲ့ဒီ clitoris ရဲ့အစိပ်အပိုင်းကိုဖြည်းဖြည်းချင်းဒီလမ်းအမျိုးစုံနဲ့နှုတ်ဆော်ပေးရမှာပဲဖြစ်ပါတယ်3မိနစ်ကနေ5မိနစ်လောက်တင်ကိုလုပ်ကြည့်ပြီးတော့ဒီချီရထွက်လာလားမထွက်လာလားဆိုတာကိုအတည်ပြုကြည့်ပြီးတော့ထွက်လာရဲဆိုလို့ရှိရင်ဒီလက်ချောင်းထည့်ပြီးတော့အချိန်နဲ့နှုတ်ဆော်ပေးပြီးလို့ရှိရင်ဆက်ဆံရေးကိုကောင်းမွန်စွာစတင်နိုင်ပါပြီဒါမှမဟုတ်ရင်လည်း5မိနစ်ကနေ10မိနစ်လောက်အတွင်းလုပ်မယ်ဆိုလို့ရှိရင်တော့အသုံးချရဲ့အသုံးချသလိုအထွတ်ထိပ်ရောက်တဲ့အထိကိုခံစားရမှာဖြစ်ပါတယ်အဲ့လိုမျိုးချီတွေအများကြီးထွက်လာမယ်ဆိုလို့ရှိရင်မိမကို6တွေ့တာတွေမရှိတဲ့အတွက်ကိုနာကျင်တာတွေလည်းရောနေသွားတဲ့အပြင်ကိုမှစိတ်ခံစားချက်မှုကအရန်ကိုကောင်းနေတဲ့အချိန်ဖြစ်တဲ့အတွက်ကိုအဲ့ဒီအချိန်မှာစတင်လိုက်လို့ရှိရင်ခုနကပြီးထွက်လာမှာပါချက်ချင်းစတင်လိုက်မယ်ဆိုတဲ့အရာထက်ကိုပို့ပြီးတော့နှစ်ယောက်စလုံးကစိတ်ခံစားချက်ကိုအများကြီးရဖို့အတွက်ကိုအာမခံပါတယ်10မိနစ်လောက်ပဲအချိန်ချမယ်ထင်ပါတယ်
ဒီလိုမျိုးမိမကိုကနေပြီးတော့ချီရထွန်အောင်လုပ်တာကလည်းခက်ခဲတဲ့အလုပ်တစ်ခုမဟုတ်ပေမဲ့အရန်တော့လည်းလွယ်ကူတဲ့အလုပ်တစ်ခုတော့မဟုတ်ဘူးလို့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့တယောက်နဲ့တယောက်ကအကြိုက်ချင်းတွေလည်းမတူညီနိုင်သလိုတယောက်နဲ့တယောက်ကလုပ်ပုံလုပ်နည်းတွေလည်းမတူညီတဲ့အတွက်ပဲဖြစ်ပါတယ်။ဒါပေမဲ့မျိုးသမီးအများစုပြောတဲ့စကားအရဆိုလို့ရှိရင်အမျိုးသားတွေကနီတန်းကိုမပြောဘဲနဲ့ဒီစာကုန်းနဲ့ဒီကုန်းအတိုင်းပဲလုပ်ပြလိုက်တဲ့အချိန်မှာပြဿနာတွေအများကြီးပဲဖြစ်လာလို့ပြောပါတယ်။မျိုးသားတို့ရင်စဉ်းစားကြည့်လိုက်ပါဒီစကားတစ်ခါဘလောက်ပဲကောင်းတယ်လို့ပြောဒီအရှိပိုင်းကိုမကြည့်ထားဘဲနဲ့အလဲအနေနဲ့အဆုံးအထိကိုပြီးတော့ဖြတ်ပြီးတော့ကြည့်လိုက်တဲ့ခံစားချက်နဲ့အလဲအဆုံးအထိကြည့်ပြီးတော့ရရှိလာတဲ့စိတ်ကျဉ်းမှုနဲ့ဘလို့ကွာခြားလဲဆိုတာကိုတွေးကြည့်ရင်သိနိုင်ပါတယ်အဲ့တော့အရင်တော့တွေးနေတဲ့အတွေ့အကြုံကိုပြောင်းလဲပြပြီးတော့အပြုအမူအထိကိုပြောင်းလဲလိုက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းမယ်လို့ဆိုရအကြံပေးခြင်းပါတယ်။ဆက်ကြတဲ့အမျိုးသမီးတယောက်ဆိုလို့ရှိရင်တော့ဒီဝိဖက်နန်းရှုပ်ပေးုံလောက်နေတဲ့ဂျီနူးလိုရပေမဲ့လို့ဒီအသက်လက်ပိုင်းရစပြီးတော့အသက်ကြီးပိုင်းအမျိုးသမီးတွေကတော့ဒီလိုအစာပြုံးမှုမပါဘဲနဲ့ဆက်ဆံမယ်ဆိုလို့ရှိရင်ချိုမျိုးသမီးတွေကနာကျင်မှုရှိတဲ့အတွက်ကိုသိပြီးတော့အဆင်မပြေတော့တာတို့သဘောမကျတာတို့အများကြီးပဲဖြစ်ကြရဲလို့ပြောကြပါတယ်။ဒါဒီနေ့ကတော့ဒီလောက်ပါပဲအဲ့တော့စကားတကားကိုအလဲကနေပြီးတော့ဖောက်ပြီးတော့ကြည့်တတ်တဲ့အချင်းတစ်ခုကိုပြင်ပြီးတော့အစအလဲအဆုံးထိတည်တည်ချာချာပြင်ဆင်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့နှစ်ဦးထားမှာဒီရှေးဆက်ဆံရေးကကောင်းမွန်လာမှာပဲဖြစ်ပါတယ်။မဟုတ်ဘူးဆိုလို့ရှိရင်တော့တစ်ချိန်မဟုတ်တစ်ချိန်မှာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြဿနာတစ်ခုကိုတက်လာနိုင်ပါတယ်။နောက်ဆုံးတစ်ခုအမျိုးသမီးရင်ပြောရတာကိုကသူ့ကိုဘယ်လောက်ပဲချစ်ချစ်ထားမယ် तू ကသူ့တက်ပဲသူကြည့်ရအတားဆန်နေသူဆိုပြီးတော့ကိုထင်ပစ်သွားကြတာများပါတယ်အဲ့ဒီတော့ကိုမျိုးသားတွေကိုရိုင်းရလည်းအကောင့်တွေကိုလိုချင်နေဆိုလို့ရှိရင်ကိုဘက်ကလည်းအကောင့်တွေကိုအပြန်လှန်ပေးယူရင်းနဲ့ဒီတာယာပျော်ရွှင်တဲ့အခြေအနေတစ်ခုကိုရှောင်လန်းနိုင်ဖို့အတွက်ကိုမျှော်လင့်ပါတယ်နောက်တဲ့ဗီဒီယိုမှာလည်းစိတ်ဝင်စားဖို့ content တွေနဲ့ပြန်လာမှာမို့လို့ဆိုရင် YouTube channel လေးကို subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့နော်နောက်တဲ့ဗီဒီယိုမှာကျင်းနေပြန်တွေ့ပါမယ်ရှင်တတား